Hello အားလုံးပဲမင်္ဂလာပါဒီ video clip တွေမှာတော့ကျွန်မဒီ AI ကိုကျွန်မအလုပ်အတွက်စသုံးမယ်လို့စဉ်းစားတော့ကျွန်မစပြီးတော့ဒီပြင်ခဲ့တဲ့ဟာလေးတွေကိုကျွန်မ share ပေးခြင်းဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ AI ကိုစသုံးမယ်ဆိုရင်ကျွန်တော်တို့အလွယ်ဆုံးကတော့ AI chatbot တွေပေါ့နော်ကျွန်တော်တို့ဒီဟာကတော့ chatbot ကိုတော့တော်တော်များသောလုပ်ငန်းရှင်တွေလည်းစမ်းမှုမယ်ထင်ပါတယ်ကျွန်တော်တို့လောဆယ်မှာpopular ဖြစ်နေတဲ့ဟာတွေကတော့ကျွန်တော်တို့ ChatGPT ရှိမယ် Cloud ရှိမယ် Gemini ရှိမယ်ပေါ့နော်ကိုယ့်စီမှာ Gmail ပိုင်းဖွင့်ထားတယ် Google Formula တွေသုံးတယ်ဆိုရင်တော့ Gemini ကိုသုံးတာပိုအဆင်ပြေတယ်ပေါ့နော်။နောက် ChatGPT လည်းကိုကရင်းနှီးနေပြသားဆိုရင်တော့ GPT နဲ့လည်းသုံးလို့ရတယ်။ Cloud ကိုသုံးနေကြဆိုရင်တော့လည်း Cloud နဲ့သုံးလို့ရတယ်။ဒီသုံးခွင့်မှာမကဘူးကိုက DeepSeek တို့ Grok တို့သုံးတယ်ဆိုလည်းဒါတွေသုံးလို့ရတယ်ပေါ့နော်။ ဟုတ်ကဲ့အဲ့တော့ကိုကစချင်းနေနဲ့ကိုဘာ chatbot ကိုသုံးလဲဆိုရင်ကိုရွေးလို့ရတယ်ပေါ့နော်။နောက်တစ်ခုကကျတော့ကျမတို့ chatbot ကိုကျမတို့မသုံးခင်မှာကျမတို့အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ကျမတို့ကုမ္ပဏီနဲ့ပတ်သက်တဲ့ pain point တွေပေါ့နော်။ဆိုတော့ကျမတို့နေ့စဉ်မှာဘယ်လိုအခက်အခဲတွေကြုံနေရလဲပေါ့ကျမကတော့ဘယ်လိုလုပ်လိုက်လဲဆိုတော့ကျမကြုံနေရတဲ့နေ့စဉ်အလုပ်ထဲမှာကြုံနေရတဲ့အခက်အခဲတွေကိုကျမ plane နဲ့ချရေးလိုက်တယ်အရင်ဆုံးlaptop ထဲမှာရိုက်လဲရတယ်ပေါ့နော်ကိုယ်ကကွန်ပျူတာထဲမှာရိုက်ရတာအာသန်နေဆိုရိုက်လိုက်ပေါ့နော်ရိုက်လိုက်ပြီးတော့အခက်အခဲတွေကိုကျမကတင်းနဲ့တုံးလေးတက်ပြီးချရေးလိုက်တယ်အချိန်ယူနေရတဲ့ဟာတွေပါလဲပေါ့ဥပမာကျမတို့ဆီမှာဆိုသင်တန်းကျောင်းဆိုရင်ကျမတို့ကအရင်တော့ဆိုရင် student form ကို registration form တွေကိုပေါ့နော်ကျမတို့က print ထုတ်ထားတယ်အဲ့ဒီပေါ်မှာကျောင်းသားရေးပြီးဖြည့်ရလေရေးနဲ့ပြီးတော့မှအဲ့ရေးပြီးဖြည့်တဲ့ဟာကိုမှဒီကျမတို့စီမှာရှိတဲ့ operation သားလေးကနေပြီးတော့သူကဒီ data entry လုပ်တယ်ပေါ့နော်ဒီဟာကိုစက်ထဲကိုရိုက်ထည့်တယ်ပေါ့နော်ဆိုတော့ကျမတို့အနေနဲ့အဲ့ဒါကတအားအချိန်ကုန်တယ်ပေါ့ဥပမာကျောင်းသားလေး50ရောက်လောက်ဆိုရင်ကျမတို့နိုင်ဝက်လောက်စပြီးအချိန်ကုန်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေရှိတယ်နောက်တစ်ခါကျမတို့စိန်ခေါ်မှုတွေပေါ့ဝယ်သူကလာနေကျမတို့ reply ချက်ချင်းမပြန်နိုင်ဘူးFacebook မှာလည်း inquiry လာနေတယ် reply ချက်ချင်းမပြန်နိုင်ဘူး communication လွဲတာတွေကျတော့ဖြစ်တယ်ဝန်ထမ်းအခက်အခဲတွေကျတော့ဖြစ်တယ်ပေါ့နော်ဝန်ထမ်းနဲ့ပတ်သက်လို့ဝန်ထမ်းခေါ်ရတာခက်တာဒါမှမဟုတ်ဝန်ထမ်းနဲ့ skill gap ရှိနေတာနောက်တစ်ခါတော့ကျတော့ဒီ sales တွေလုပ်တဲ့ခါမှာenquiry တွေက enquiry မလာဘူးစေတော့ထုတ်တဲ့ enquiry တွေမလာဘူး content တွေလည်းရေးနေတယ်ဒါပေမဲ့ engage မဖြစ်ဘူးပေါ့နော်မထိရောက်ဘူးဟိုပို့စင်မှာကြည့်တဲ့သူတွေဒါများနေတခါမှ enquiry မလာဘူးဆိုရယ်စိန်ခေါ်မှုတွေပေါ့နော်ကျွန်တော်တို့အများဆုံးအဖြစ်ကြုံရတာနောက်တစ်ခုကတော့ငွေကြေးဆိုင်ရာတွေပေါ့နော်အဝင်ထွက်တွေမမျှတာဒါမှမဟုတ်အဝင်ထွက်ကျန်းနေတာအထွက်ကျန်းနေတာစသဖြင့်ပေါ့နော်ကျွန်တော်တို့အနေနဲ့စိန်ခေါ်ခံရတဲ့ဟာတွေအကုန်လုံးကျွန်တော်တို့ချရေးလိုက်လို့ရတယ်ပေါ့နော်အဲ့ဒါတွေကျွန်တော်ကတော့အကုန်လုံးလက်ရင်းနဲ့ချရေးလိုက်တယ်ချရေးပြတဲ့အခါမှာကျွန်တော်တို့အနေနဲ့ AI ကို chatbot ကိုကျွန်တော်တို့စသုံးမယ်ပေါ့နော်စသုံးမယ်ဆိုရင်ကျွန်တော်တို့ကိုယ့်ကုမ္ပဏီကိုကျွန်တော်တို့လုပ်ငန်းကိုအရင်မိတ်ဆက်ဖို့လိုတယ်နှုတ်ဆိုရင်မိတ်ဆက်ပဲနဲ့ကျွန်တော်တို့မိကုန်းတွေတန်းပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ pain point တွေကိုပြပြီးမိကုန်းတွေတန်းပေးလိုက်တယ်ဆိုသူ့စီမှာရေဘူးကအဖြေပဲကျွန်တော်တို့ရကျမတို့ကို तू မဖြေပေးနိုင်ဘူးဖြစ်မှာပေါ့နော်ရေဘူးကအဖြေပဲ तू ပြောပေးနိုင်တာမျိုးဖြစ်နိုင်တယ်ဖြစ်မယ်ပေါ့နော်ဆိုတော့ကျမတို့ကဘာတွေလုပ်ဖို့လိုလဲဆိုကုမ္ပဏီနာမည်မပြောလဲရတယ်ကျမတို့လုပ်ငန်းအမျိုးအစားဘယ်လိုလုပ်ငန်းမျိုးတော့လုပ်ငန်းထူထောင်တာဘယ်လောက်ရှိပြီလဲနောက်ကျမတို့ရဲ့ဝန်ဆောင်မှုထုတ်ကုန်တွေကဘာလဲပေါ့နော်ဝန်ဆောင်မှုတွေဒါမှမဟုတ်ထုတ်ကုန်တွေကဘာတွေလဲနောက်ကျမတို့ရဲ့အဓိက target audience တွေကဘယ်သူတွေလဲပေါ့နော်ဘယ်သူကိုကျမတို့ရဲ့ပြမဖောက်တယ်တွေကဘယ်သူတွေလဲကျမတို့အနေနဲ့ဝန်ထမ်းနဲ့ပတ်သက်တာကိုပါထည့်စဉ်းစားသင့်တယ်ဆိုရင်တော့ကျမတို့အနေနဲ့department တွေပဲတစ်ခုခွဲထားတယ်ဝန်ထမ်းဦးရေဘယ်နှယောက်ရှိတယ်စသဖြင့်ပေါ့နော်အဲ့လိုလေးပါထည့်ပြီးပြောပြလို့ရတယ်ပြီးတဲ့အခါမှာခုနကကျမတို့ချရေးထားတဲ့ pain point တွေကိုဒီထဲမှာကူးထည့်မယ်ပေါ့နော်ဒီထဲမှာအကုန်ကူးထည့်မယ်ဥပမာ10ချက်ရှိလဲ10ချက်ပေါ့အကုန်လုံးကူးထည့်မယ်ကူးထည့်ပြီးတဲ့နောက်မှာတော့အောက်မှာဘာဆက်ရေးရမလဲဆိုတော့ဒီ prompt ကိုကျမတို့ဆက်ရေးရမယ်ဒါကတော့သူ့ကိုခိုင်းတဲ့ instruction ပေါ့အဲ့တော့ကျမတို့ကသူ့ကို role တစ်ခုပေးဖို့လိုတယ်မပေးဘူးဆိုရင်ခုနကကျမတို့မေးလို့ပဲပြောလို့ပဲရေဘူးကအဖြေတွေပဲထွက်လာမှာအဲ့တော့ role တစ်ခုကျမတို့ပေးမယ်ပေါ့နော်ပေးတဲ့အခါမှာသူ့ကို business consultant တူဖြစ်နေအဲ့မှာဘယ်လိုဟာမျိုးလဲဆိုတော့မြန်မာနိုင်ငံရဲ့ MSME လုပ်ငန်းတွေမှာအတွေ့အကြုံရှိတဲ့ business consultant တူအနေနဲ့ဆောင်ရွက်ပါမြန်မာရဲ့လက်ရှိစီးပွားရေးအခြေအနေတွေငွေကြေးစနစ်တွေဈေးကွက်အခြေအနေတွေကိုနားလည်တဲ့သူဖြစ်ပါစေဆိုပြီးတော့နောက်ကြတော့ထပ်ပြီးတော့ဒီထက်ပိုပြီးအသေးစိတ်တာကတော့ကျမတို့ရဲ့ pain point တစ်ခုချင်းစီကိုနားလည်ဖို့လိုရင်သူမေးခွန်းတွေထပ်မေးခိုင်းတယ်ကျမတို့ရဲ့ pain point တွေကိုပြောပြတာတစ်ခုနဲ့သူနားမလည်ဘူးဖြစ်နိုင်သေးရဲ့ပေါ့နော်အဲ့ခါကျရင်နားမလည်ရင်ထပ်မေးခွန်းမေးပါနောက်ပြီးတော့လက်ရှိအခြေအနေနဲ့ကိုင်းညီတဲ့လက်တွေ့ကျတဲ့ဖြစ်ရှင်းနည်းတွေကိုကျမတို့ပေးခိုင်းတယ်နောက်က budget နေတဲ့နည်းလမ်းတွေကိုဦးစားပေးခိုင်းတယ်အဖြေတစ်ခုချင်းစီကိုအစစ်စစ်အကောင်ထွန်းခေါ်နိုင်အောင်ပြောပြပါဆိုပြီးတော့ဒီဟာလေးကိုဒီ prompt လေးကိုကျမတို့ရိုက်ပြီးတော့ထည့်လိုက်မယ်သူပြီးတော့မှကျမတို့ကသူ့ကို enter ခတ်လိုက်တယ်ဆိုရင်သူကအဲ
ဒီဟာကိုပတ်သက်လို့အဖြေတွေသူပေးမယ်ပေါ့နော်ပေးမယ်ဆိုတော့ကျမကတော့ကျမတို့စီမှာဘယ်လိုလေးတွေအားနည်းနေလဲဆိုရင် content နဲ့ပတ်သက်တဲ့content strategy တိတ်အလုံးမဖြစ်ဘူးပေါ့နော်ကျမတို့စီမှာ content နဲ့ပတ်သက်တဲ့ဟာလေးတွေတိတ်အလုံးဖြစ်ဘူးလို့ကျမမေးထားတယ်အဲဒီကဆိုတော့ကျမတို့အနေနဲ့ဒီဟာကိုဘယ်လိုလုပ်တင်လဲပေါ့နော်ဘယ်လိုကင်တွယ်တင်လဲဒီ content နဲ့ပတ်သက်တာကိုဘယ်လိုလုပ်ရမလဲမေးထားတော့သူကကျမကိုဒါလေးပြင်ထားတယ်ပေါ့နော် content strategy မှာဆိုရင် boost ထိုးရတယ်သူကကျမတို့က trust ကိုတည်ဆောက်ရမယ်ပေါ့နော်ဆိုတော့ဒါလေးကသူဖြေတဲ့အဖြေပေါ့နော်သူဖြေပြီးအဖြေပြန်ပေးထားတာအဲ့မှာ content ကိုဘယ်လိုပြရမလဲ target တွေကိုဘယ်လိုပြရမလဲစသဖြင့်သူပါတယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီ AI ကဖြေထားတဲ့အဖြေလွှာတွေကိုကျမတို့ကအကုန်လုံးယူစရာမလိုဘူးကျမတို့နဲ့တင့်တော်မဲ့ဟာကိုကျမတို့ယူဖို့လိုတယ်ဒါမှမဟုတ်ဘူးကျမတို့နဲ့တင့်တော်တဲ့ဟာမဟုတ်သေးဘူးဆိုတော့သူ့ကိုထပ်ပြီးတော့မေးလို့ရတယ်မေးခွန်းတွေထပ်ပြီးသူ့ကိုဖြေခိုင်းလို့ရတယ်ပေါ့နော်အသေးစိတ်က detail သွားလို့ရတယ်ပေါ့ဆိုတော့ကျမကဘယ်လိုလုပ်လဲဆိုတော့သူ့စီကထွက်လာတဲ့တဲကအကောင်းဆုံးဆိုတဲ့ဟာတစ်ခုတစ်ခုကျမယူလိုက်တယ်ယူလိုက်ပြီးတော့သူ့ကိုအဲ့ဒီဟာနဲ့ပတ်သက်လို့အသေးစိတ်ကျမပြန်ဆွေးနွေးရပေါ့နော်အဲ့ဒါဆိုတော့ကျမတို့အနေနဲ့သူ့စီကအဖြေရလာပြီဆိုရင်ဘာလုပ်ဖို့လိုလဲဆိုတော့ကျမတို့ကသူနဲ့ဆွေးနွေးရမယ်ပေါ့နော်ဆိုတော့ထုတ်ပေးတဲ့အကြံတွေနဲ့အကောင်းဆုံးတစ်ခုတစ်ခုကိုရွေးပြီးတော့ဘယ်လိုအကောင့်ထောက်ဖော်မလဲအသေးစိတ်သူ့ကို budget နဲ့နည်းနည်းဖြစ်မလားစသဖြင့်ဆက်မေးပေါ့နော်မေးပြီးတော့မှကျမတို့ကဒါဆန်းလိုက်တယ်ဒီခုမှဟာဆန်းလိုက်လို့သူပြောတဲ့ guideline တွေကလည်းအဆင်ပြေတယ် okay လဲဆိုရင်တော့ကျမကနောက်တစ်ခုကိုဆက်သွားတယ်ပေါ့နော်အဲ့ဒီနည်းနဲ့ကျမကတဖြည်းဖြည်းနဲ့သူ့ကိုဒီကျွန်တော်တို့ရဲ့ business consultant အဖြစ်ထားပြီးတော့တဖြည်းနဲ့ကျွန်တော်တို့ idea တွေ brainstorm လုပ်တဲ့နေရာမှာသုံးတာဖြစ်ပါတယ်။ဒါဒီတစ်ပတ်မှာတော့ကျွန်တော်ဒီလောက်ပဲဆွေးနွေးချင်ပါတယ်။ကျေးဇူးတင်ပါတယ်။